ရှင်ဒီခဲတံလေးဘယ်တော့မှရရတော့ မနေ့ကသမီးတငယ်ချင်းเจ้าမကြင်ခဲ့တာ တငယ်ချင်းကခဲတံကြံခဲ့ရမသိဘူးလား မသိဘူးဆရာမ သမီးကရောခဲတံကိုပြန်မပေးဘူးလားတငယ်ချင်းကို ဟာဘလို့ဖြစ်လို့ပေးရမှာလဲဆရာမဒီခဲတဲ့လေးကလာသမီးလည်းလိုချင်တာပေါ့ ခတ်ပြီဒီကလေးနဲ့တော့ငါကျန်နေစဉ်ချစ် ရှင် ငါကျန်ဆံမပြပြမယ်သမီးကြိုက်လား ကြိုက်တယ် လာဒီခဲတံလေးရော လာတယ် လိုချင်လား လိုချင်တယ် ဒါသမီးဟာလား ဟုတ် ပိုင်ရှင်မဟုတ်တဲ့သမီးတောင်ဒီခဲတံလေးကိုဒီလောက်ကြိုက်တယ်ဆိုရင်ဒီခဲတံပိုင်ရှင်ဆိုရင်ဒီခဲတံလေးကိုဘယ်လောက်တောင်ကြိုက်မလဲ ကြိုက်မှာပေါ့ဆရာမ ဒီခဲတံလေးပျောက်သွားရင်သမီးအခုဘာလုပ်နေလဲ ငိုမှာပေါ့ သမီးတငယ်ချင်းလည်းအခုဆိုရင်ခဲတံလေးပျောက်လို့ ငိုမှာပေါ့ အေးဘောတနာပါတယ်သမီးရဲ့ဟုတ်ဘူးလား အဲ့ဆိုသမီးကဘလို့လောက်ရမှာလဲဒီခဲတဲ့လေးကရင်လာသမီးလည်းကြိုက်တာပေါ့ဆရာမ သမီးဘယ်လိုလုပ်ရမလဲဆိုရင်သမီးကဒီခဲတံလေးကိုတငယ်ချင်းကိုပြန်ပေးလိုက်ဆရာမကဒီခဲတံထက်ပိုးလာတဲ့ခဲတံလေးသမီးကိုဝယ်ပေးမယ်ဘယ်လိုလဲ တကယ်လား တကယ်ပေါ့သမီးရဲ့လောကမှာခဲတံတွေရောလူတွေရောပေါ်ပါတယ်သမီးရဲ့ပိုင်ရှင်ရှိရဲ့ဟာမလို့ရှင်စမ်းပါနဲ့ခိုးချင်းစာတရားဆိုတာရှိရတယ်လေနော် ဟုတ်ကဲ့ပါဆရာမ ဒီမော်လို့တော့ငါသမီးလေးရကဲဆက်